皆さんお元気ですか？ဒီနေ့အန်ဒူရှင်ကန်စင်ပုံပေါ်ရဲ့ခန်းဆက်သုံးလေးတွားပါမယ်။အဲ့တော့ EG ဘက်မှာကတိုဝါဆိုတဲ့အသုံးလုံးလေးပေါ့နော်။သူ့ကိုသုံးတဲ့အခါမှာနော်နေတိုယူကိုတိုဘာကိုဆက်စုမိတ်ဒေဂီစုလို့အဲ့တော့စကလုံးကိုရှင်းပြမယ်ပြီးလို့ရှင်ဒေဂီစုလို့ဆိုတာကအတိတ်ပဲဖွင့်ဆိုမယ်ပေါ့နော်။တိုဝါဆိုတဲ့အသုံးလုံးလေးကအဲ့တော့အောက်မှာတတိထားမှာလေးကတိုယူနော်ဝါနို့ခတိုင်ဤခတာဖြစ်ပါတယ်တဲ့။အဲ့တော့တိုယူနော်ဝါနဲ့တိုဝါဒီသုံးမသုံးနီးအတူတူပဲအတိတ်ပဲအတူတူပဲဒါပေမဲ့လို့တိုယူနော်ဝါထက်ကိုပို့ပြီးတော့တိုဝါကခတိုင်ဤခတာဖြစ်တယ်လို့ဆိုလိုချင်တာအတူနီးပါတဲ့その言葉の意味や本質を説明するအဲ့တော့အဲ့ဒီစကားလုံးရဲ့အတိတ်ပဲဒီပင်ကိုဒီအရေးအသွေးပေါ့တကယ်အတိတ်ပဲအမှန်တွေကိုဖော်ပြတယ်ရှင်းပြတယ်စာကြောင်းတွေလာတယ်အဲ့တော့သူ့စာကြောင်းတွေမှာဘာနဲ့စုံလဲဆိုရင်ဓာတ်တွေရှိမယ်တရားတို့ရှိမယ်တိုယူအီမီတရားတို့ဖြစ်မယ်ပြီးရင်တော့ကနော့ခိုတိုတရားတို့စသဖြင့်အဲ့လိုမျိုးအဆုံးသတ်မျိုးလေးတွေနဲ့လာပါတယ်တဲ့အဲ့တော့ဆက်စစ်ဆိုကူကနောင်းနဲ့တွဲပါမယ်အချီပဲမှာဆိုလို့ရှိရင်ရေပွင့်ချီမှာခိုးစေတိုကတိုယူအီမီဒက်စကာတဲ့ခိုးစေဆိုတာကတိုယူအီမီဒက်စကဘလို့အဓိပ္ပာယ်ပါလဲနောက်တစ်ခုနီးပဲမှာဇိုအာကုတိုဟာတဲ့医学用語で症状がもっと悪くなることであるအဲ့တော့ဇိုအာကုဆိုတဲ့စကားလုံးကဇိုအာကုဆိုတာကဒီစိတ်ပညာဘက်ကအသုံးလုံးဖြစ်ပြီးတော့ရှောကြောကဆိုတာဒီယောဂရဲ့ဒီလက္ခဏာတွေကပို့ပြီးတော့မွတ်တော့ပို့ပြီးတော့ဝါရုကုနာရုကုတို့တရားတို့ဆိုးရလာတယ်ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်တဲ့နောက်တစ်ခုစံပါမှာဆိုရင်人生とは本人が主役のドラマみたいなものだအဲ့တော့人生とはဘဝကြီးဆိုတာကတဲ့本人がကာယကရှင်က主役のドラマဆိုတာကဒီဇာတ်ကားတွေမှာဆိုလို့ရှိရင်အဓိကဇာတ်ဆောင်ပေါ့အဓိကဇာတ်ဆောင်မိတိုင်းတော်မွန်တို့အဓိကဇာတ်ဆောင်လို့ပါပဲအဲ့တော့ဒါကတော့ဒါလူတိုင်းသိပြီးသားအကြောင်းအရာပဲဟုတ်တယ်မလားဘဝကြီးမှာလူတိုင်းရဲ့သူ့ဘဝနဲ့သူရှိရလူတွေအများကြီးရှိတယ်ဒါပေမဲ့ကိုယ့်ဘဝမှာတော့ကိုကအဓိကဇာတ်ဆောင်ပဲကဲတော့ဒီမှာဆိုလို့ရှိရင်တိုဝါနဲ့တိုယူနော်ဝါနဲ့ဒီအတိတ်ပဲတူတူပဲတိုဝါကပို့ပြီးတော့ခတိုင်ဤခတာဖြစ်တယ်ပြီးရင်နောက်တစ်ခုကကြတော့တိုဤရဲ့ပါတိုရဲဘက်ကကြတော့နည်းနည်းဖတ်လိုက်တာနဲ့အတိတ်ပဲသုံးတဲ့ပုံစံလေးကနည်းနည်းနားလည်လွယ်ပါတယ်ပေါ့နော်အဲ့တော့တိုရဲဘက်မှာဆိုလို့ရှိရင်သူကသုံးမသုံးနည်း2မျိုးရှိတယ်ပထမဆုံး A ကိုကြည့်ကြည့်အောင်話題に出てきた何々という言葉を取り上げそれに関連のある別の話に導くအဲ့တော့話題に出てきたဆိုတာကဒီအပြောဆိုဒီအကြောင်းအရာပေါ့နော် topic တစ်ခုကနေပြီးထွက်လာတဲ့တို့ယူကိုတို့ဘာစကားလုံးတစ်ခုကိုတိုရီယာကဆိုတာထုတ်ယူလိုက်တဲ့တင်ပြဆွေးနွေးလိုက်တဲ့ဆိုရနီအဲ့ဒါနဲ့ခန်းနေတော့အားတို့ဆိုတာကဆက်တဲ့ဘက်စနောဟာနာရှိတခြားအကြောင်းအရာတစ်ခုကိုမြင်ကြည့်ပြီးကလမ်းညွှန်တယ်အဲ့တော့ဆိုလိုချင်တာကအကြောင်းအရာတစ်ခု topic တစ်ခုကိုပြောနေကြတယ်ပြောနေတဲ့အချိန်မှာကိုသိချင်တဲ့ကိုပြောချင်တဲ့အကြောင်းအရာတစ်ခုကိုထုတ်ဆွဲလိုက်ပြီးတော့လက်ရှိပြောနေတဲ့အကြောင်းအရာနဲ့မဆိုင်တဲ့တခြားအကြောင်းအရာတစ်ခုကိုဆက်ပြောတာအဲ့လိုပုံစံမျိုးအဲ့ဒီမှာအောင်ဆုံးကြည့်ကြအောင်相手の言葉や自分の話တစ်ဖက်လူရဲ့စကားလုံးတွေကိုယ့်ရဲ့စကားတွေ思い出したことなどからတဲ့အမှတ်ရလိုက်တဲ့သတိရလိုက်တဲ့အကြောင်းအရာတွေကနေပြီးတော့တိုရီယာကေတာ言葉にထုတ်ယူဖော်ပြလိုက်တဲ့စကားလုံးနဲ့直接すぐတိုက်ရိုက်တွေ့ပါတယ်အဲ့ဒီမှာဆက်စုတူကမှသူပြောထားတဲ့ရှင်းပဲတိုရီယာကေတဲ့言葉သူရေးပါအဲ့တော့ရဲဘာနဲ့တွေ့ရမယ့်ပုံစံนี้ကိုပြောချင်တဲ့အကြောင်းအရာနဲ့ကိုပြောချင်တဲ့အကြောင်းအရာဆွဲထုတ်လိုက်တဲ့စကားလုံးနဲ့တွဲလိုက်အောင်ပဲအဲ့တော့သူဘာဆိုလို့ချင်လဲကြည့်ကြအောင်ရဲပုံမှာအချီဘက်မှာဆိုရင်このコーヒーハワイのお土産ですかဒီကော်ဖီကဟာဝိုင်ရဲ့ဒီလက်ဆောင်ပစ္စည်းလားဟာဝိုင်といえばハワイလို့ဆိုမှာပဲサジコさんが来月ハワイで結婚式をするんだそうですよハワイလို့ဆိုမှာပဲစာတီကိုစံကနောက်လာဟာဝိုင်မှာဒီလက်ထပ်ပွဲကျင်းပမယ်တဲ့အဲ့ဒီမှာကြည့်ကြအောင်လက်ရှိပြောနေတာကကော်ဖီဆိုပေမဲ့လို့ဟာဝိုင်ရဲ့အမှတ်တရလက်ဆောင်ပစ္စည်းဆိုတော့အဲ့ဒီကနေပြီးတော့သူပြောချင်တဲ့ဆက်တဲ့စကားလုံးတွဲလိုက်တယ်ဟာဝိုင်လို့ဆိုမှာပဲဆိုပြီးကော်ဖီနဲ့မဆိုင်တဲ့တခြားအကြောင်းအရာတစ်ခုကိုဦးဆောင်သွားတယ်ဆက်ပြောသွားတယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်နောက်တစ်ခုနီးပင်မှာဆိုလို့ရှိရင် A ကနေပြီးတော့
高速道路の料金が安くなるみたいですね。ဒီဟိုင်ဝေးလမ်းမကြီးရဲ့အခါကျင်းငွေကပေါ့နော်ဈေးသက်သာလာတော့မယ်ပုံပဲနော်တဲ့အဲ့တော့ဘီကနေပြီးတော့そのようですねဟုတ်မယ်နော်တဲ့安くなるといえばဈေးသက်သာလာပဲဆိုမှပဲတဲ့飛行機のチケットが安く買えそうなんでဆိုတော့လေယာဉ်လက်မှတ်ကဈေးသက်သာနဲ့ဝယ်နိုင်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့来月旅行しようと思っているんですနောက်လာခရီးထွက်မယ်လို့တွေးထားတယ်ကဲတော့တိုးရေးပါအေးရဲ့ပုံစံကကြတော့အကြောင်းအရာတစ်ခုကနေပြီးတော့ပြောနေရင်လည်းအဲ့ဒီပြောနေတဲ့အကြောင်းအရာတွေမှာသူပြောတဲ့ဟာပဲဖြစ်ဖြစ်ကိုပြောတဲ့ဟာပဲဖြစ်ဖြစ်ကိုဆက်ပြောခြင်းနဲ့စကားလုံးနဲ့တွဲတဲ့တိုးရေးပါပြီးရင်အဲ့ဒီလက်ရှိပြောနေတဲ့အကြောင်းအရာနဲ့မဆိုင်ဘဲနဲ့တခြားအကြောင်းအရာတစ်ခုကိုဆက်ပြီးတော့ဆွဲခေါ်သွားတယ်အဲ့လိုပုံစံမျိုးလေးနောက်တစ်ခု B ရဲ့ပုံစံကကြတော့どういうことを一応認めておいてဆိုတော့အကြောင်းအရာတစ်ခုကိုလောလောဆယ်ဝန်ခံလိုက်တယ်ပေါ့လောလောဆယ်ဝန်ခံလိုက်ပြီးတော့その後でအဲ့ဒီနောက်မှာ本当に言いたいことを言うတကယ်ကိုပြောချင်တဲ့အကြောင်းအရာကိုပြောတာအဲ့တော့အောက်မှာမှတ်ထားရမှာကဇင်းကိုဒီオナジ言葉を繰り返しဆိုတော့ရှေ့နောက်မှာတူညီတဲ့အကြောင်းအရာတူညီတဲ့စကားလုံးပေါ့နော်繰り返しထပ်ကပါမယ်その後にအဲ့ဒီနောက်မှာဂါတို့ခဲတဲ့တို့နာတို့စကဲတို့အဲ့တော့အဲ့ဒီနောက်မှာဘင်မဲ့ဆိုတဲ့စကားလုံးလေးပါမယ်ပေါ့ကဲတော့စေစစ်တို့ကကြတော့ဖူစုကေရှိမယ်နာခဲရောရှိနောက်ပုံမှန်အတိုင်းပဲဓာတ်ဖြုတ်တာလည်းရှိမယ်ဓာတ်တွဲတာလည်းရှိမယ်အဲ့တော့ Raven စမ်းမှာဆိုရင်今のアパート駅から遠いので不便と言えば不便ですが静かでいいですよအဲ့တော့အခုတိုက်ခန်းကဘူတာကနေပြီးတော့ဝေးတဲ့အတွက်ကြောင့်မို့လို့ဒီမှာနော်သူပြောထားတဲ့ရှေ့နောက်မှာတူညီတဲ့စကားလုံးထပ်ခါပါမယ်ဖူဘင်းတို့ရဲ့ပါဖူဘင်းဒက်စ်ကအစင်မပြေတာတော့မပြေဘူးဆိုပေမဲ့လို့ရှိစကားတဲ့ဤဒက်စ်ရောတိတ်ဆိတ်တော့ကောင်းနေလေအဲ့ဒီမှာဆိုလို့ရှိရင်ဘူတာကနေဝေးတယ်ဆိုတာမှန်တယ်အီချီကိုမီတိုမဲတဲ့ဝေးတဲ့လောလောဆယ်ဝန်ခံလိုက်တယ်ဘူတာကနေဝေးတဲ့အစင်မပြေတာတော့မပြေဘူးဒါပေမဲ့လို့အဲ့ဒီနောက်မှာကိုတကယ်ပြောချင်တဲ့အကြောင်းအရာကတိတ်တိတ်ဆိတ်ဆိတ်နဲ့ကောင်းနေလေတဲ့ရုံးမှာဆိုလို့ရှိရင်マスモトさんのうちのお嬢さん可愛いと言えば可愛いけどちょっとわがままねအဲ့တော့マスモトさんရဲ့ဒီအိမ်ကသမီးဖြစ်သူကတဲ့ချစ်စရာကောင်းတာတော့ချစ်စရာကောင်းနေဆိုပေမဲ့လို့နောက်မှကိုပြောချင်တဲ့အကြောင်းအရာちょっとわがままねနည်းနည်းတကူကောင်းဆန်နေနော်တဲ့အဲ့တော့ B ကကြတော့သူကပြောနေတဲ့အကြောင်းအရာတစ်ခုကိုမှန်တယ်ဟုတ်တယ်မှန်တယ်ဆိုပေမဲ့လို့ဆိုပြီးတော့နောက်မှကိုတကယ်ပြောချင်တဲ့အကြောင်းအရာကိုဆက်ပြောတာရမယ်နော်じゃあまたね